အဲ့လိုသာကဟိုဒီမှာတော့တော်တော်လေးပါပြီမာလဲမာတော့ကကြီးကြီးကြီး ချစ်ချစ်တဲ့တိုင်းပါတယ်ကြီးနော် အဲ့ဒါ တက်လွယ်ကို ဒီချက်ပါနော်ဒီနေ့အမြန်လုံးကောင်း ဟုတ်ကြီးကြီးပါလေ ရေးတယ်ဆိုမှအဲ့ဒါတို့ဇီဒီဖျားတွေကျေမ ဟုတ်တယ်ခုခေတ်ပေါ်နေတဲ့ဒီနဲ့မတူဘူးပုံစံနော် မတူဘူး ဒီပုံကနည်းနည်းရှေ့ကျပုံစံမျိုး ဒီလေအဲ့ဒါနဲ့ထိန်းချောင်းထားတယ်အေး ကျွန်တော်ဒိဋ္ဌံဝင်တော့တောက်ပြီး ဒီတာဝင် အဒီမအဆင်မှာပဲတောက်တာ အန်တီမစီလေအဲ့ဒါနော်အဲ့ဒါနည်းနည်းလေးဒီလိုကြီးကြရတယ် မတူဘူးကြီးချစ် လိုက်ဒီမှာနေ နေဘက်ကို အမျိုးလိုက်ကြည့်လိုက်အဲ့ဒါဒီလိုပြီးပြီးနေအဲ့ဒါဒီလက်ဆက်ကိုဖတ်ဒီပလင်းလေးကိုလှည့်လိုက်လေ ထည့်လိုက် ဒီလှည့်လိုက်လို့ရတယ်အေး ကျွန်တော်စီးတော်ငယ်လို့တောက်ချပလိုက်ဟိုမှာထဲမှာခေါင်းပြတာ ငါတော့ဆရာတွေပြီးရင်ငါ2000ပေး1000ဝါစားပြီ ငါအဲ့လိုဆရာဟုတ်အေးအေးအေး အဲ့လိုချာဒီလွယ် ဖြစ်ချင်အောင် မချစ်ပါချစ်အလေလေးကိုထောက်လက် လေးထောက်ရ အဲ့ဒါလည်းမပြတ်တော့